ဟုတ်ကောင်းကောင်းနေရတိုင်းနေပြီဟုတ်ကောင်းကောင်းနေရဒါပါနေရတိမ်ပင်လဲတိမ်ပင်လဲတိမ်ပင်လဲဒါဆိုင်ဘုတ်ကပြောင်းမြန်ဖြစ်နေရှေ့ရပြန်ရိုက်ပြီမယ်ဟာတို့ရိုက်ကိုပြောတယ်မင်းတို့နေရိုက်တဲ့တောင်ကြောင်းကတိမ်ပင်လဲတောင်တက်ထိုင်းမြန်မာနယ်စပ်ပေါ့နော်ထိုင်းမြန်မာနယ်စပ်မှာစစ်ပေးရှောင်ကလေးတွေကိုရေးခါလာပိုးရင်းနဲ့ခုတိမ်ပင်လေဆိုတဲ့နေရာဟိုရောက်ရှိနေပါတယ်ဒါကျွန်တော်အကောက်မှာရှိကြတဲ့မိတ်ဆွေများလည်းခါခွေးကြုံရင်လမ်းကြုံရင်လာရောက်လည်းပတ်လို့ရပါတယ်အရင်ကတာရပါတယ်နော်ဟောမှာလိုက်ပြပေးလိုက်ပါဦးတဲခုကန်လေးမှာတိမ်ပင်လဲပါလို့ဒီလိုပြကဲတိမ်ပင်လဲပါလို့ကြည့်ရှိသူတို့ရေမနက်စောစောကြီးမြူတွေဆိုင်